မင်္ဂလာပါရှင်လက်ဖော်လေးဆက်ရှင်လှုပ်ရှားပေးရုံကနေကျဆိုလိုက်ပါတယ်ရှင်ဒီနေ့ကကြောဆေးမဖြစ်ပေါ်ရလုံငါကိုညီမလာပြီးမိတ်ဆက်ပေးပါမယ်ရှင်ပထမတနေရာကကြတော့အိမ်အလုပ်ပေါ့နော်အလုပ်နေရာလက်ကဖာဘက်မှာပါအိမ်တစ်ထက်အိမ်တစ်ထက်က9ရောက်ရှိမယ်လဆတစ်တောင်းနဲ့3000ပေးတယ်နာရက်က4ရက်မနာဆိုချင်900ဖက်ပေးပါတယ်ရှင်နံပါတ်2ကကြတော့ဘန်ခဲဘက်မှာပေါ့နော်အိမ်အလုပ်ကလေးထဲအတွားပြန်ပါအိမ်တစ်ထက်တစ်ထက်3ရောက်ရှိမယ်အိမ်ကလေးလေး1ရောက်ပါကလေးကကြောမွေးကင်းစကလေးပေါ့နော်လဆတစ်တောင်းနဲ့6000နာရက်4ရက်ပေးပါတယ်ရှင်နံပါတ်3ကကြတော့အိမ်အလုပ်ကလေးထဲမင်ပူလီပတ်မှာပါတစ်ထက်2ရောက်ရှိမယ်ကလေး2ရောက်ပါ2နှစ်ရဲ့4နှစ်ကလေးလေးပါလဆတစ်တောင်းနဲ့9000နာရက်က4ရက်မနာဆိုချင်900ဖက်ပေးပါတယ်ရှင်နံပါတ်4ကကြတော့အိမ်အလုပ်ကလေးထိစมุทรปราการဘက်မှာပါရှင်တစ်ထည့်2ရောက်ရှိမယ်ကလေး1ရောက်ရှိပါတယ်ကလေးလေးကကြတော့6လသားကလေးလဆက1000နဲ့6000နာရက်က4ရက်မနာဆိုချင်900ဖက်ပေးပါတယ်ရှင်နောက်ဆုံးတစ်နေရာကကြတော့ဒွန်မွန်ဘက်မှာအိမ်အလုပ်ပါအိမ်နဲ့ထက်အိမ်တစ်ထည့်2ရောက်ရှိမယ်အိမ်မွေးဒိတ်ဆာမရှိဘူးလဆကကြတော့1000နဲ့2000နာရက်က4ရက်မနာဆိုချင်900ဖက်ပေးပါတယ်ရှင်အခုမိတ်ဆက်လိုက်တဲ့အလုပ်ငါခုတွေကိုစိတ်ဝင်စားလူရှိတယ်ဆိုရင်ရောက်လာပါလေးစိတ်ရှင်းမှလုံးဝလာလျှောက်ထားလို့ရပါတယ်ရုံကကြတော့နေ့တိုင်းနေ့တိုင်းဖွင့်ပါတယ်မနေ့7:00နာရီခွဲကနေညနေ6:00နာရီထိဖွင့်ပါတယ်ရှင်